နေ့နီလာလှစာဖြစ်တာလေးရတော့ပဝင်ပစ္စည်းကလည်းနည်းနည်းလေးနဲ့ပေါ့နော်အိမ်မှာလည်းအလွယ်တကူပြုတ်လုံနိုင်တဲ့ Thai style ရဲ့ mango sticky rice လေးကိုလှစာခဲ့ဖြစ်ပါတယ်နီလာကတော့အုံလို့ဘူးသေးတပူသုံးထားပါတယ်တကြံကစက်သားစုံမွေးရွက်ရှိလည်းသုံးလို့ရတယ်မရှိဘူးဆိုရင်လည်းအဆင်ပြေပေါ့နော်ကျိုးမဲ့ဦးထဲမှာအုံလို့ရဲ့တကြားရဲ့စားနည်းနည်းလေးထည့်ပြီးတော့မှစုံမွေးရွက်လေးနဲ့ပေါ့နော်သူမီအေးအေးလေးနဲ့ကြိုထားပြီးဖို့လိုပါတယ်အခုလိုပွက်လာတဲ့အနေထားမှာဆိုရင်တော့သူမီပိတ်လို့ရပါပြီဒါလေးကတော့နီလာကြိုပြီးတော့မှပေါင်းထားတဲ့ကောက်ညင်ပေါင်းလေးပါပကံတစ်လုံးထဲမှာကောက်ညင်ပေါင်းထည့်မယ်ကြိုထားတဲ့အုံနုရည်လေးကိုအပေါ်ကနေဆန်းပေးပါမယ်နော်ပြီးတဲ့အခါကျရင်အားလုံးသမတ်တော်အောင်ခုလိုပဲနေပေးလိုက်ပါမယ်ပြီးတော့မှသူ့ကိုအေးလေးဖြစ်ဖို့အနေထားဆိုရင်ပကံတစ်ခုနဲ့2မိနစ်3မိနစ်လောက်ပေါ့နော်အုပ်ထားပေးလိုက်မယ်နော်အခုလိုအေးလေးဖြစ်လာတဲ့အနေထားမှာဆိုရင်ပကံပြားတစ်ခုထဲမှာမိမိလီထားတဲ့တည့်တည်စိတ်လေးတွေထည့်မယ်ပြီးတဲ့အခါကျတော့အခုလိုကောက်ညင်ပေါင်းမိမိလိုချင်တဲ့ပုံစံအတိုင်းပေါ့နော်ပြင်ဆင်လို့ရပါပြီပြီးတော့နောက်ဆုံးအနေနဲ့အပေါ်ကနေကြိုထားတဲ့အုံနုလေးကိုဆင်ပြီးပြီဆိုရင်တော့ခုမှဆိုရင်တကယ်ကိုစားခြင်းစပွဲဖြစ်တဲ့တည့်တည်လေးနဲ့ကောက်ညင်ပေါင်းလေးကအဆင်သင့်ဖြစ်နေပါပြီရှင်